ပြောသီးစားလိုက်တဲ့အချိန်ခန္ဓာကိုယ်ထဲမှာဖြစ်ပျက်တာ။သင်ငပြောသီးစားလိုက်တဲ့အချိန်မှာခန္ဓာကိုယ်တွင်းမှာဘာတွေဖြစ်ပျက်လဲဆိုတာစဉ်းစားဘူးပါသလား။သင်စားစတင်တဲ့အချိန်မှာပါးစပ်ထဲကစာလီပါ၊ဆုပ်လေးပါကငပြောသီးထဲရှိကာဘိုဟိုက်ဒရိတ်တွေကိုတခြားအမျိုးအစားသေးငယ်တွေအဖြစ်ခွဲထုတ်ပေးတယ်။စားပြီးနောက်အစာဟာစာလီပါနဲ့ပေါင်းပြီးပျော့ပြောင်းသွားပြီးအစာကြောင်း esophagus မှတဆင့်ကြွက်သားလိုင်းလှုပ်ရှားမှု peristalsis နဲ့အစာအိမ်စီကိုဆင်းသွားတယ်။အစာအိမ်ထဲမှာတော့ငပြောသီးကအလွယ်တကူခြေဖြတ်နိုင်တာကြောင့်မြန်ပြော့သွားပြီးတဘာဝတကြားတွေကခန္ဓာကိုယ်ထဲဝင်ဖို့ပြင်ဆင်နေတယ်။ဦးသေးတဲ့ small intestine ရောက်သွားတဲ့အခါglucose ကသွေးထဲကိုဝင်ပြီးအမြန်ဆုံးအင်အားပေးတယ်။တစ်ချိန်တည်းမှာငပြောသီးတွေကပိုတက်ဆီယမ်ပိုတာဆီယမ်ကကြွက်သားအာယုံကြောနှလုံးတို့ကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်အောင်ကူညီပေးတယ်။အုံနောက်ကလည်းဒီ glucose ကိုချက်ချင်းအသုံးပြုပြီးစိတ်အာယုံစူးစိုက်မှုနဲ့စဉ်းစားနိုင်စွမ်းကိုမြင့်တင်ပေးတယ်။ငပြောသီးရဲ့ရှိ fiber ကတော့အစာချေမှုကိုနည်းနည်းနှေးစေပြီးတကြားတက်သွားတာကိုရုတ်တရက်မဖြစ်အောင်ထိန်းပေးတယ်။ဒီ fiber ကပိုအတွင်းရှိကောင်းမွန်တဲ့ဘက်တီးရီးယားတွေကိုလည်းအစာပေးပြီးအစာချေမှုစနစ်ကိုကောင်းမွန်စေတယ်။အာဟာရဓာတ်တွေကသွေးကြောတွေမှတဆင့်ကြွက်သားတွေစီကိုရောက်သွားပြီးဒါကြောင့်ပဲလေ့ကျင့်ခန်းမတိုင်ခင်ငပြောသီးစားကြတာဖြစ်တယ်။ထို့အပြင်ငပြောသီးက serotonin ထုတ်လုပ်မှုကိုလည်းကူညီပြီးစိတ်ခံစားမှုကိုတည်ငြိမ်စေတယ်။အကျဉ်းချုပ်ငပြောသီးတစ်လုံးကအမြန်အင်အားပေးတယ်။အစာချေမှုကိုကောင်းစေတယ်။ခန္ဓာကိုယ်ကိုတဘာဝအတိုင်းအားဖြည့်ပေးတယ်